ကဲဒီနေ့တော့ဘာအကြောင်းပြောမယ်ထင်လဲဒီနေ့ကတော့ကျမရဲ့အကြောင်းတစ်စီးတစ်စောင်းပြောပြပေးဖို့ဖြစ်ပါတယ်ဒီနေ့ပြီးဒီနေ့အကြောင်း information တွေ sharing လုပ်ပေးလိုက် blog တွေတင်လိုက်နေဆိုပေမဲ့ကိုယ့်အကြောင်းကိုတခြားမမေးဆက်ရသေးဘူးဆိုတာကိုကျမနာမည်ကလမ်းတစ်လားလို့လာမေးကြရသူတွေခဏခဏများနေပဲကျမအကြောင်းတစ်စီးတစ်စောင်းဗီဒီယိုလေးတော့တင်ရမယ်ဆိုအတွေ့အလေးနဲ့ပဲပြန်လာခဲ့ပါတယ်ရှင်နာမည်ကတော့ဂျူငယ်ပါအခုလက်ရှိမှာဘန်ကောက် University မှာ Innovative Media Production Major ဒီနေ့အပြင် IMI ကို first year ပြီးခဲ့ပါပြီလာမယ့် August မှာတော့ second year ကျောင်းသူလေးဖြစ်ပါတော့မယ်နော်ဘာလို့ဂျူငယ်မဟုတ်ပဲလမ်းတစ်လို့နာမည်ပြီးခဲ့ရလဲဆိုရင်ပညာရေးလမ်းကြောင်းတစ်ကိုထိုင်းနိုင်ငံမှာဆက်လက်တင်ကြားလိုတဲ့မြန်မာကျောင်းသားတွေကိုကူညီပေးနိုင်ဖို့အတွက်ရွေးပြီးတော့လမ်းတစ်ဆိုတဲ့နာမည်လေးကိုပေးခဲ့ရပါပါလီယာငပိချက်လောက်ရတာကိုကျွန်မအရင်ကြိုက်တဲ့အတွက်ကြောင့်မလို့ film competition တစ်ခုမှလည်းဝင်ပြိုင်ခဲ့ဖို့တလို့ဆမ်မမှာလေးဒီ trailer short film လေးတစ်ခုကို senior တွေနဲ့ခဲ့ဖို့ရပေါ့နော် YouTube မှာလည်းဒီ trailer လေးကိုတင်ထားခဲ့တဲ့အတွက်ကြောင့်မလို့စိတ်ဝင်စားရင်တွားကြည့်လို့ရပါရဲ့ရှင်ပြီးတော့ volunteer တွေအနေနဲ့လည်းဟိုဆက်လုပ်ရင်းနဲ့ထိုင်းနိုင်ငံမှာတနစ်တာကုံဆုံးခဲ့ပါတယ်။တနစ်တာအတော်တွင်မှာကျမကိုယ်တိုင်လည်းအမားရဲ့လုပ်ခင်မရရှိခဲ့တယ်။ဒါကြောင့်မို့လို့ကျမလိုမျိုးမမားဖို့အတွက်ဂျူနီယာလေးတွေကိုကူညီပေးလို့ခြင်းနဲ့စိတ်နဲ့လမ်းသစ်ဆိုတာလေးပေါ်လာခဲ့ပါတယ်ပေါ့နော်။လမ်းသစ် education အနေနဲ့ဘန်ကောက် University, Ransi University, Shinawatra University, Siam, Assumption University, Crip စတဲ့အကြောင်းတော်များများနဲ့လည်းတရားဝင် partnership ချိတ်ပြီးတော့ကူညီပေးနေရဖြစ်တဲ့အပြင်ကျမကိုယ်တိုင်ကလည်း video မှာကြောက်တက်နေစေဖြစ်တယ်ပြီးတော့ကျမတက်လုံးလုပ်သွားတာပဲ career ကလည်းဒီ media လောကဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမယုံကြည်မှုကိုအရန်ဦးစားပေးပါတယ်ဒါကြောင့်မို့လို့ပေါ့နော်ကြောက်လျှောက်ခြင်းနဲ့ဆိုရင်ပေါ့နော်စိတ်ကြလက်ချလာအကူအညီတောင်းလို့ရပါတယ်ရှင်အခမဲ့ကြောက်လျှောက်ပေးပါရဲ့နော်ကဲဒီလောက်ပါပဲရှင်နောက် video မှာပြန်ဆောင်ကြမယ်နော် bye bye